မ်းသာတဲ့အမျိုးသမီးလေးဟာဘဝတစ်ပြန်စားရတဲ့ပထမဆုံးအလုပ်အနေနဲ့ကျောင်းကလူကြိုက်များဆုံးကောင်လေးရဲ့အခြေရေးကမ်းလှမ်းမှုကိုညှင်းပယ်လိုက်တယ်။သူ့ရဲ့အရင်ဘဝတုန်းကတော့ဒီကောင်လေးအတွက်သူ့မိသားစုပိုင်ဆိုင်မှုတွေအကုန်လုံးအသုံးပြုခဲ့တာပါ။ဒါကြောင့်အတန်းဖော်တွေအားလုံးကဒီကောင်လေးကိုပဲတကယ်တထေးသားစစ်လို့ထင်နေကြတာပါ။တကယ်တော့သူဟာအမျိုးသမီးလေးရဲ့ထောက်ပံ့မှုနဲ့ကျောင်းတက်နေရတဲ့ဆင်းရဲသားကျောင်းသားတစ်ယောက်သာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဆစ်ဆက်ပြီးတဲ့နောက်မှာတော့ဒီလူယုတ်မာဟာအမျိုးသမီးလေးကိုပိုင်ဆိုင်မှုလွှဲပြောင်းတဲ့စာချုပ်မှာလက်မှတ်ထိုးဖို့လှည့်ဖြားခဲ့တယ်။သူ့ရည်မှန်းချက်အောင်မြင်သွားတဲ့အချိန်မှာတော့သူ့ရဲ့မျက်နှာဖုံးအစ်စ်ကကွာကျလာခဲ့ပါတော့တယ်။သူကသူ့တငယ်ချင်းတွေနဲ့အတူအမျိုးသမီးလေးဟာအယမ်းဝနေလို့ဘယ်သူမှကြိုက်မှာမဟုတ်ဘူးဆိုပြီးလှောင်ပြောင်တော့တယ်။အဲ့ဒီအခါကျမှအမျိုးသမီးလေးဟာသူ့ကိုလှည့်ဖြားနေမှန်းသိလိုက်ရတယ်။သူဟာဒေါသအကြီးနဲ့ဒီလူယုတ်မာကိုတွန်းချပြီးလက်သီးနဲ့ပြင်းပြင်းထန်ထန်ထိုးချိတ်တော့တယ်။သူ့ကိုကယ်ဖို့အတွက်လူယုတ်မာရဲ့ရည်စားကအမျိုးသမီးလေးရဲ့ခေါင်းကိုပန်းအိုးနဲ့ရိုက်လိုက်လို့တတိလစ်သွားခဲ့တယ်။အမျိုးသမီးလေးပြန်လို့လာတဲ့အခါမှာတော့လူယုတ်မာကသူ့ကိုအခြေရေးကန့်လန့်ခဲ့တဲ့နေ့ကိုပြန်ရောက်နေတာတွေ့လိုက်ရတယ်။သူမဟာဒီလူယုတ်မာရဲ့ဆင်းရဲသားကျောင်းသားဆိုတဲ့အချက်ကိုလူပုံအလယ်မှာဖော်ထုတ်လိုက်တယ်။ပြီးတော့နှင်းစီပန်းစီနဲ့သူ့ကိုရောသူ့ရည်စားကိုပါပစ်ပေါက်လိုက်တယ်။အမျိုးသမီးလေးထွက်သွားတာကိုကြည့်ပြီးဒီလူယုတ်မာဟာဒေါသအကြီးအကျယ်ထွက်နေခဲ့တယ်။ဒါပေမဲ့အမျိုးသမီးလေးရဲ့များပြားလာတဲ့ပိုင်ဆိုင်မှုတွေကိုရဖို့အတွက်သူ့အနာကတ်နိုင်မဲ့တခြားနည်းလမ်းတွေကိုရှာဖို့ဆုံးဖြတ်လိုက်တယ်။ကျောင်းဆင်းပြီးနောက်မှာတော့အမျိုးသမီးလေးဟာဒီဘဝမှာသူ့ကံကြမ္မာကိုဘယ်လိုပြောင်းလဲမလဲဆိုတာစဉ်းစားနေခဲ့တယ်။သူမရေတငုံတောက်လိုက်တဲ့အချိန်မှာရုတ်တရက်ခေါင်းမူလာခဲ့တယ်။တကားဝမှာလူယုတ်မာကိုမြင်လိုက်တဲ့အခါရေထဲမှာတခုခုမားနေပြီဆိုတာချက်ချင်းရိပ်မိသွားတယ်။သူမဟာစာသင်ခန်းနောက်ဖေးတကားကနေအမြန်ပြေးထွက်ခဲ့တယ်။လူယုတ်မာကလည်းသူ့နောက်ကိုချက်ချင်းလိုက်လာခဲ့တယ်။အဲ့ဒီအချိန်မှာအမျိုးသမီးလေးကခွေးတိုးပေါက်တစ်ခုကိုတွေ့သွားတယ်။အဲ့ဒီထဲကနေတိုးထွက်နိုင်မယ်လို့ထင်ခဲ့ပေမဲ့ညက်နေပြီးလှုပ်လို့မရဖြစ်သွားခဲ့တယ်။အရေးကြီးတဲ့အချိန်မှာပဲချုံမောတဲ့အမျိုးသားတစ်ယောက်ကသူ့ကိုဆွဲထုတ်ပေးခဲ့တယ်။အမျိုးသားကအမျိုးသမီးလေးကိုနောက်ဆိုရင်ရှေ့တကားကနေပဲထွက်လို့ရတယ်လို့ပြောပြီးထွက်သွားတယ်။ဒါပေမဲ့ခေါင်းမူနေတဲ့အမျိုးသမီးလေးကတော့တတိမထားမိပဲသူ့နောက်ကိုလိုက်သွားမိတယ်။သူမဟာအဲ့ဒီအမျိုးသားကသူ့အကိုနဲ့စကားများနေတာကိုတွေ့လိုက်ရပြီးကျေးဇူးဆက်တဲ့အနေနဲ့အကိုဖြစ်သူကိုရေကန်ထဲတွန်းချလိုက်တယ်။အဲ့ဒီအခါကျမှအမျိုးသားကအမျိုးသမီးလေးကိုသူ့ရဲ့ငယ်တငယ်ချင်းမှတ်မိသွားခဲ့တယ်။သူဟာသူ့ကိုရှာနေခဲ့တာနှစ်ပေါင်းများစွာရှိပြီဖြစ်ပေမဲ့အမျိုးသမီးလေးကတော့သူ့ကိုမမှတ်မိတော့ပါဘူး။အမျိုးသမီးလေးအိမ်ပြန်ရောက်တဲ့အခါခွေးတိုးပေါက်မှာညက်ခဲ့တာကိုစဉ်းစားပြီးအယမ်းရှက်နေခဲ့တယ်။ဒါကြောင့်ဝေးချဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီနေ့ကစပြီးအမျိုးသမီးလေးဟာခါတက်တဲ့ကော်ဖီအမဲတစ်ခွက်ကိုနေ့တိုင်းတောက်ပြီးကိုလုံးလှပဖို့အတွက်ယောဂသင်တန်းဆရာနဲ့လေ့ကျင့်ခန်းလုပ်ခဲ့တယ်။ဝိညာဉ်မြန်ကြဖို့အတွက်လှေကားတွေကိုတောင်တနေ့ကိုအကြိမ်20လောက်အတက်အဆင်းလုပ်ခဲ့တယ်။အမျိုးသမီးလေးရဲ့မစုံမနစ်စူးစမ်းမှုကြောင့်နောက်ဆုံးမှာတော့သူလိုချင်တဲ့ကိုလုံးကိုပေါက်ကိုရရှိခဲ့တယ်။တိုက်ဆိုင်ပဲကြောင်းမှာခမ်းနားတဲ့ပွဲတစ်ခုကိုမကြခင်ကျင်းပတော့မှာပါ။ဒါကြောင့်အမျိုးသမီးလေးဟာပွဲမှာသူ့ကိုဝါလို့လောင်ပြောင်ခဲ့တဲ့သူတွေအားလုံးကိုအဆက်ခွဲဖို့ဆုံးဖြတ်လိုက်တယ်။တစ်ဖက်မှာလည်းအမျိုးသားဟာအမျိုးသမီးလေးရဲ့အချက်လက်အားလုံးကိုစုံစမ်းနေခဲ့တယ်။အမျိုးသမီးလေးပွဲတက်မယ်ဆိုတာသိရတဲ့အခါသူလည်းသွားဖို့ဆုံးဖြတ်လိုက်တယ်။ပွဲနေ့မှာတော့အမျိုးသားခန့်မှတ်တဲ့ဝင်ချင်းလူယုံမာကအမျိုးသမီးလေးအကြောင်းမကောင်းပြောနေတာကိုကြားလိုက်ရတယ်။ဒီလိုလူစားမျိုးကိုအမျိုးသမီးလေးကဘာလို့ချစ်ခဲ့တာလဲဆိုတာသူနားမလည်နိုင်ဖြစ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးလေးကလှပတဲ့ကာဝင်လေးနဲ့ပေါ်လာခဲ့တယ်။သူမရဲ့ရင်သက်ရှုမောဖွယ်အလှတရားဟာလူတိုင်းရဲ့အာယုံကိုချက်ချင်းဖန်ဆားသွားပါတော့တယ်